လူဖြစ်အချိုးနှက်ပါစေလူရဲလို့ဖြစ်လာရင်ဘလောက်ပဲထူးချွန်နေပါစေတစ်ဖက်ကမ်းမြောက်ပါရမီရှင်ပဲဖြစ်နေပါစေလူတွေသိအောင်ချမပြနိုင်သေး၍ရွက်ပုံသီးလိုပဲလူမြင်ကွင်းထဲကပျောက်ကွယ်နေရအောင်ပါပါကိုရည်ချင်းစွမ်းစားတွေကိုချမပြနိုင်နေသေးလူနောက်ကလူဖြစ်နေအောင်ပါပဲပညာသားပပအထာကြကြခွင်းဖန်ပြီးတော့သိအောင်လုပ်တတ်ရပါမယ်ကိုအစွမ်းစားကိုပြသခွင့်ရအောင်ကြံဖန်တတ်ရပါမယ်ဒါမှသာလူတွေကလူလိုနေနိုင်မှာဖြစ်ပြီးတော့လူဖြစ်အချိုးနှက်စီမှာပါလူတွေကလူရဲ့အထက်မှာတော့လူထက်ကလူရှိပါတယ်ဒီလူတွေကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့တထေးတကြွယ်နဲ့စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်ပါတယ်လူထက်ကလူတွေဟာမော်ကြွားတာမျိုးကိုအရန်ရှုံမုံတက်ကြပါတယ်အောက်ကျိုးနှိမ့်ချပြီးတော့တီတီတက်တက်နေတက်ထိုင်တက်တဲ့အောက်သက်ကြီးတဲ့သူမျိုးကိုသာပို့ပြီးတော့ပေါင်းသင်းဆက်ဆံလုပ်ကြပါတယ်ဒါကြောင့်မို့မလိုအပ်ဖဲမကြောင်းအောင်နေမိအောင်သင်ချင်းသင်ပါတယ်လူထက်ကလူတွေနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါမြောက်ပင့်ပြောဆိုပြီးပါဓာတ်ရိုက်လည်းမဟုတ်တော်ရိုက်လည်းမဟုတ်ဖ ೇನೆ ခွင့်တာတဲ့အခါမှာကိုပြောတဲ့စကားကိုမှတ်သွားနိုင်အောင်အထာကြကြပြောတတ်ဖို့လိုပါတယ်တဲ့တူမြောက်ပင့်ပြောဆိုတာမျိုးဟာကို့အပြင်တခြားလူတွေလည်းအလားတူမြောက်ပင့်ပြောဆိုနေမှာမျိုးဖြစ်တာကြောင့်အထူးရှောင်သင့်ပါတယ်လူထက်ကလူရဲ့အပေါ်မှာတော့လူပေါ်ကလူဆိုတဲ့လူတွေရှိပါတယ်ဒီလူတွေကတော့ထိပ်သီးခေါင်းဆောင်တွေတန်းကြွယ်တထေးတွေအစားရှိတဲ့လူတွေပဲဖြစ်ပါတယ်ဒီလူတွေနဲ့ပေါင်းသင်းဆက်ဆံခြင်းနဲ့ဆိုရင်တော့အ ਨੇ ဆုံးကိုကလူထက်ကလူနေရာမျိုးဖြစ်နေဖို့လိုပါတယ်